တူတာထွေလာမိတ်ဆွေများအားလုံးပဲကလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့မရောက်တာကြာနေတဲ့ရွာလေးကိုရောက်ခဲ့ပါတယ်ရန်နေငယ်ကြောင်ရတဲ့အခါဆိုတော့အချမ်းဝန်းထဲမှာမြင်တွေ့တဲ့အတိုင်းပဲတဘာဝဆေးဘက်ဝင်အပင်လေးတွေစိမ့်ဆူပြီးတော့နေရာကိုကြည့်ပြီးပီတီလည်းဖြစ်မိပါတယ်စိတ်အေးချမ်းမှုတွေလည်းဖြစ်ပေါ်စေပါတယ်အဲဒီခေါက်ဒီပင်လေးရဆိုရင်တော့ဟင်းညိုငရုတ်ကောင်းလေးနဲ့ကောင်းဆုံးတောက်လို့ရတဲ့ပိမ့်ပင်တွေပေါ့နော်ပိမ့်ပင်ကြီးတွေအလုံးတမ်းမှနေတာကိုလည်းတွေ့ခဲ့ရပါတယ်ဒါကတော့တမ်းမြူသီးပင်သူလည်းတော်တော်လေးသီးပါတယ်ဒါကတော့အခုချိန်မှာအသီးအနေသွားတယ်ပေါ့နော်ပြီးတာနည်းနည်းသွားတယ်နောက်ဘက်မှာတော့ပင်တွေတော်တော်များများရှိပါတယ်သူကလည်းသီးပါတယ်တော်တော်လေးဒါပေမဲ့အနောက်ဘက်ကိုတော့မရိုက်ပြပစ်ခဲ့ပါဘူးပေါ့နော်ဒီပင်တွေအကုန်လုံးကတော့တဘာဝ organic စစ်ပင်လေးတွေဖြစ်တော့အရန်တန်ဖိုးရှိပါတယ်မိမိရဲ့ခြံဝန်းလေးတွေမှာတစ်ပင်လေးတွေစိုက်ခင်တဲ့စိတ်တွေရှိတာဟာလည်းအလုံးကောင်းပါပါတယ်ဒီ organic စစ်တဘာဝပင်လေးတွေရှိတာကိုယ်မှာအသက်ရှိသေးတခုကိုရထားသလိုအလွန်တန်ဖိုးရှိတယ်လို့ပဲပြောရမှာဖြစ်ပါတယ်ဒါကတော့ဒီဝါပင်လေးကတော့တမင်ရိုက်ပြတာပါဒီဝါပင်လေးကသူ့ရဲ့ထွက်လာတဲ့မြစ်စုကိုစကြည့်တဲ့အခါမှာသူကဒီအပင်ကသူ့ရဲ့အခေါ်တော့ဘာဝါလဲတော့မသိဘူးဒါပေမဲ့သူကတော်တော်လေးနူးညံ့တယ်စားလို့တော်တော်ကောင်းတဲ့မြစ်ပေါ့ဒါကတော့ဒီဘက်ကတော့အကုန်လုံးသိတဲ့ TU ဝါပင်လေးပါနော်ကျွန်တော်တို့ TV ခေတ်တွေတုန်းကဆိုလို့ရှိရင်တော့အင်တင်နာတိုင်ထောင်မှုအတွက်ကိုတစ်ဖြောင်နဲ့ဖြစ်နေတဲ့ဝါဆိုတော့သူ့ကိုအသုံးပြုကြတာပေါ့နော်လာခုတ်ရတာပေါ့ဒီနေရာမှာဟုတ်ကဲ့ပါဒီတစ်ခေါက်အဓိကဒီဗီဒီယိုလေးကိုလုပ်ဖြစ်တဲ့အကြောင်းရင်းကတော့အပင်လေးကိုရိုက်ရင်းနဲ့တင်မောပင်အကြောင်းလေးတင်မောဒီစားသုံးခြင်းအကြောင်းလေးတွေကောင်းကျိုးဆူကျိုးလေးတွေကိုလည်းတင်ပြချင်တာပဲဖြစ်ပါတယ်ဒီပင်ရဆိုလို့ရှိရင်တော့အတော်လေးကိုတမထွားကြိုင်းပြီးတော့မှတဘာဝ organic စစ်အပင်တစ်ပင်ဖြစ်ပါတယ်သူ့ရဲ့ဒီတွေကလည်းကျွန်တော်ချိုးမောတာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဒါလေးကတော့ပထမရက်တုန်းကခူးထားတဲ့နည်းနည်းမှဲ့နေပြီးဖြစ်တဲ့တင်မောဒီလေးပေါ့ဒါလေးကတော့ထည့်ပေးလိုက်တာပါဒီလိုတဘာဝ organic စစ်တင်မောဒီကိုတွေ့တဲ့အခါမှာကျွန်တော်ကျမရုပ်တွေအထောက်အကူပြုမဲ့ဗီဒီယိုလေးတွေတီးတင်တီးထိုက်တာလေးတွေကိုတင်မောဒီနဲ့ပတ်သက်ပြီးတီးတင်တီးထိုက်တာတွေသိအောင်လို့လက်စားနဲ့တခါတည်းပဲတင်ပြချင်တာပေါ့နော်အဲဒါကြောင့်လဲဒီဗီဒီယိုလေးကိုလုပ်ဖြစ်ခဲ့ပါတယ်ဒီကတင်မောဒီစားသုံးခြင်းရဲ့အကျိုးကျေးဇူးတွေကိုဥစွာတင်ပြလုပ်ပါတယ်ဒါပဲလေးအနေနဲ့ကတော့တင်မောဒီစားသုံးခြင်းကအစာချေစနစ်ကိုထောက်ကူပြုပါတယ်။တင်မောဒီမှာဖာဖိန်းလို့ခေါ်တဲ့အင်ဇိုင်းဓာတ်တစ်မျိုးကပါဝင်ပါတယ်။ဖာဖိန်းကခန္ဓာကိုယ်ထဲကပရိုတင်းဓာတ်တွေကိုခြေဖျက်ရမှာကူညီပေးတဲ့အတွက်အစာမကြေခြင်းနဲ့လေးပွားခြင်းတို့ကိုလျှော့ချပေးနိုင်ပါတယ်။သူကတော့ဥမာကြီးရဲ့လှူရှားပုံကိုဖြစ်စေတဲ့ fiber အမြင့်ဓာတ်တွေလည်းပါဝင်တာကြောင့်ဝန်းချုပ်ခြင်းကိုလည်းကာကွယ်ပေးနိုင်ပါတယ်။နံပါတ်1အနေနဲ့ကတော့ကိုယ်ခံအားစနစ်ကိုမြင့်တင်ပေးတဲ့လုပ်ငန်းစဉ်ပဲဖြစ်ပါတယ်။တင်မောဒီတစ်လုံးကတနည်းတာလိုအပ်တဲ့ဗီတာမင် C ပမာဏရဲ့200% ကျော်ကိုထောက်ပံ့ပေးနိုင်ပါတယ်။ဗီတာမင် C ကခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ် immune system ကိုအားကောင်းစေပြီးအေးမိခြင်းနဲ့တုပ်ကွေးရောဂါတွေကိုလည်းကာကွယ်ပေးနိုင်ပါတယ်။နောက်ဗီတာမင် A အမြင်အာရုံကိုကောင်းမွန်စေတဲ့အပြင်ခုခံအားစနစ်အတွက်ကိုလည်းအလွန်ကိုအရေးပါပါတယ်။နံပါတ်3အချက်အနေနဲ့ကတော့ဓာတ်တိုးဆန့်ကျင်စွမ်းအားမြင့်မားခြင်းပဲဖြစ်ပါတယ်။တင်မောဒီမှာဘီတာကယ်ရိုတင်းဗီတာမင် E လိုက်ကိုဖိန်းကဲ့သို့သောအစွမ်းထက်ဓာတ်တိုးဆန့်ကျင်ပစ္စည်းအန်တီအောက်ဆီဒန့်များစွာပါဝင်ပါတယ်။၎င်းတို့ကခန္ဓာကိုယ်အတွင်းကမကောင်းတဲ့ free radical တွေကိုဖယ်ဖြတ်ပေးတဲ့အတွက်နာရရှိယောဂဖြစ်ပွားနိုင်တဲ့ကိုလည်းလျှော့ချပေးနိုင်ပါတယ်။အထူးသဖြင့်ဆိုရင်တော့လိုက်ကိုဖိန်းဟာကင်ဆာရောဂါအချို့အထူးသဖြင့်စီးကျိတ်ကင်ဆာ prostate ကင်ဆာလို့ခေါ်တာပေါ့ဒီကင်ဆာကိုကာကွယ်ရမှာအကျိုးပြုနိုင်တယ်လို့လေ့လာမှုများကဖော်ပြကြပါတယ်နံပါတ်4အချက်အနေနဲ့ကောင်းကြီးကတော့အရေပြားနဲ့သပင်ကိုကျန်းမာစေခြင်းပဲဖြစ်ပါတယ်တင်မောဒီမှာဗီတာမင် C ကအရေပြားကိုတင်းရင်းစေတဲ့ကောလာဂျင်ထုတ်လုပ်မှုကိုမြင့်တင်ပေးပါတယ်ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကအရေပြားရဲ့အိုမင်းရင့်ရော်မှုကိုနှိကွေးစေပြီးတော့အရေးအကြောင်းတွေဖြစ်ပေါ်ခြင်းကိုလျှော့ချကာကွယ်ပေးပါတယ်ဟုတ်ကဲ့ပါတင်မောဒီရဲ့သုံးဝင်မှုတွေကျန်းမာရေးထောက်ကူပြုပြီးတော့ပြောပြတဲ့အခါမှာတန်ဆေးလွန်ဝေးဆိုတဲ့စကားလိုပဲအလွန်အကျွံစားသုံးတဲ့အခါမှာဖြစ်ပေါ်လာနိုင်တဲ့ဗီဒွတ်ဆူဂျူအနေငယ်ကိုလည်းတပါးလေးပဲပြောပြလိုက်ပါမယ်တင်မောဒီရဲ့ကျန်းမာရေးအတွက်အကျိုးပြုတယ်ဆိုပေမဲ့အချို့အချိန်တွေမှာသတိပြုဖို့လွန်လိုအပ်ပါတယ်နံပါတ်1အနေနဲ့ကတော့ကိုယ်ဆောင်မျိုးသမီးတွေဟာတင်မောဒီအစိမ်းစားသုံးတာကိုတော့ရှောင်ရှားသင့်ပါတယ်ဘာကြောင့်လဲဆိုလို့ရှိရင်တင်မောဒီအစိမ်းမှာလိတ်တက်လို့ခေါ်တဲ့အဖြူရောင်အရည်ဓာတ်ပါဝင်မှုကအလွန်မြင့်မားပါတယ်ဒီလိတ်တက်ဓာတ်ကတက်အင်ကြုံညင်းကိုဖြစ်စေနိုင်တာကြောင့်ကိုယ်ဝင်ပြကြတာဒါမှမဟုတ်လာမစေဘဲနဲ့မူဖွားခြင်းဆိုတဲ့အန္တရာယ်တွေကိုရရှိနိုင်တဲ့အတွက်ကြောင့်ကိုယ်ဆောင်မိခင်အနေနဲ့တင်မောဒီအစိမ်းကိုတော့လုံးဝရှောင်ရှားသင့်ပါတယ်ခင်ဗျာနံပါတ်2အနေနဲ့ကတော့အစာရင်နဲ့ဥလန်းချောင်းဆိုင်ရာပြဿနာတွေပဲဖြစ်ပါတယ်တင်မောဒီမှာကျပါဖင်းအင်ဇိုင်းအားကောင်းတာကြောင့်တချို့သူများမှာအလုံးအကျွံစားသုံးမိလို့ရှိရင်အစာရင်နေနာကျင်တာပြုတ်ရခြင်းဒါမှမဟုတ်ဝင်လျှော့ခြင်းတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်အမြင့်ထက်များပြားစွာပါဝင်တာကြောင့်ရေထက်နှဲပါနေခြင်းမှာများများစားသုံးမှာကဝင်းကိုချုပ်စေနိုင်ပါတယ်
နံပါတ်3အနေနဲ့ကတော့ဓာတ်မတည့်ခြင်း allergic ဖြစ်တာပေါ့ဖာဖိန်းနဲ့လိတ်တဲ့ဓာတ်တွေကဓာတ်မတည့်မှုဖြစ်လေတဲ့ဓာတ်တွေဖြစ်တာကြောင့်တချို့တစ်ခါမှာတချို့သူများတွေအတွက်ရေပြားရရနာအင်းမြင်ထားတာဒါမှမဟုတ်လို့ရှိရင်အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာတွေကိုတော့ဖြစ်စေနိုင်ပါတယ်အထူးသဖြင့်ရောဘလိတ်တဲ့ဓာတ်မတည့်သူတွေဟာတင်မိုဒီကိုတတိထားပြီးတော့စားသုံးသင့်ပါတယ်နံပါတ်4အချက်အနေနဲ့ကတော့အရေပြားအယောင်ပြောင်းလဲတာဖြစ်ပေါ်နိုင်ပါတယ်တင်မိုဒီအလွန်ကျွံများစွာစားသုံးလို့ရှိရင်သူ့မှာပါဝင်တဲ့ဘီတာကယ်ရိုတင်းဓာတ်တွေကသွေးထဲမှာလွန်ခဲ့ပြီးတော့အရေပြားကိုအဝါရောင်ဒါမှမဟုတ်လိမ္မောရောင်တန်းစေနိုင်ပါတယ်ဒါကြောင့်ကျန်းမာရေးအတွက်ဒီအယောင်ပြောင်းမှုဟာအလွန်အန္တရာယ်ရှိတဲ့အခြေအနေတစ်ခုလို့တော့သတ်မှတ်လို့မရပါဘူးခင်ဗျာဟုတ်ကဲ့ကျွန်တော်ထပ်မှာရွာကိုရောင်ရင်းနဲ့တုံလုံးကြုံတိုင်းမှာတင်မောပင်နေတွေ့ရင်တင်မောသီးရဲ့ကောင်းကျိုးဆိုးကျိုးတွေကိုဗီဒီယိုဖြစ်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်အဲ့တော့မပြန်ခင်အချိန်လေးသမင်းစားချိန်မှာတော့ဟင်းကောင်းကောင်းလေးနဲ့အခုလိုပဲမိဖို့ထဲမှာပူပူနွေးနွေးတည်တဲ့အစားတောင်းလေးနဲ့သမင်းစားတော့ပြီးမှပဲကျွန်တော်တို့ပြန်လာခဲ့ပါတယ်ဟုတ်ကဲ့ပါတူတာထွေလာမိတ်ဆွေများအားလုံးကျမ်းမာချမ်းသာကြပါစေခင်ဗျာ